မကြခင်ချိန်တွင်မှာမိုဘိုင်းဂိမ်းလောကမှာအကြီးမားဆုံးဂိမ်းဖြစ်လာတော့မယ် Horizon Steel Frontier ဆိုတဲ့ဂိမ်းလေးနဲ့မိတ်ဆက်ပေးကြပါတယ်။ Horizon Steel Frontier ဆိုတဲ့ဂိမ်းလေးကတော့ Horizon ဇလန်လောကကိုအခြေခံထားတဲ့ပထမဆုံး Free to Play MMORPG ဂိမ်းလေးဖြစ်ပါတယ်။ဒီဂိမ်းကိုနာမည်ကြီး NCSoft Studio ကတာဝန်ယူတည်ဆောက်နေတာဖြစ်ပြီး Monster Hunter ဂိမ်းတွေလိုပဲအပွဲလိုက်စေးရုပ်ကောင်ကြီးတွေကိုဝိုင်းဝန်းတက်ဖြတ်ကမှာဖြစ်ပါတယ်။ဂိမ်းရဲ့အဓိကချက်လက်တွေကတော့ဂိမ်းကိုဒက်လန်လို့ခေါ်တဲ့နေမြေတစ်တစ်ခုမှာအခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ဒါအမေရိကန်ပြည်ထောင်စုအရီဇိုနာနဲ့နယူးမက္ကဆီကိုပြည်နယ်တွေရဲ့အလားပါကိုယူထားတာဖြစ်ပြီးဗယ်မျိုးနယ်စုမှာအပိုင်မစားရသေးတဲ့တော်ရိုင်းနယ်မြေဖြစ်ပါတယ်။ကစားနိုင်မဲ့ platform တွေကတော့ PC နဲ့ mobile version ဖြစ်တဲ့ Android iOS မှာပါထွက်ရှိလာမယ်လို့ပြောထားပြီး PlayStation 5မှာတော့လောလောဆယ်တော့ထွက်ရှိဖို့အစီအစဉ်မရှိသေးဘူးလို့တော့ကြေညာထားပါတယ်။ဒါ PlayStation ကနေပေါက်ဖွာလာတဲ့ဂိမ်းတစ်ခုအတွက်တကယ်ကိုထူးဆန်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်နေပါတယ်။ဒီဂိမ်းလေးထွက်ရှိလာမယ့်နှစ်တွေကတော့2026နှစ်လယ်ပိုင်းဒါမှမဟုတ်2029နှစ်ဦးပိုင်းမှာထွက်ရှိလာမယ်လို့ခန့်မှန်းထားကြပြီး2025မှာတော့ Close Beta တက်အဖြစ်စမ်းသပ်မှုတွေလုပ်ပြီးသွားခဲ့ပါပြီ။ Game လေး Future ပိုင်းမှာဆိုရင်တော့ Monster Hunter Expansion ဂိမ်းရဲ့တိုက်ခိုက်မှုစနစ်ဟာ Monster Hunter တွေစီကအယူအဆတော်တော်များများကိုယူသုံးထားတာဖြစ်ပါတယ်။အကောင်ကြီးရဲ့အစိပ်ပိုင်းတွေကိုတစ်ခုချင်းစီရိုက်ချိုးပစ်တာအားနည်းချက်တွေကိုရှာဖွေတိုက်ခိုက်တာတွေလုပ်ရမှာပါ။ဒီဂိမ်းလေးကအရင်ဂိမ်းတွေလိုမဟုတ်ပဲ Poker Star ကိုပိုပြီးမြန်မြန်ဆန်ဆန်သုံးလာနိုင်ပါတယ်။ Spider-Man လိုမျိုးဟိုဘက်ဒီဘက်ကိုလွှဲကိုသွားနိုင်တယ်လို့အကောင်ကြီးတွေရဲ့ကိုယ်ပေါ်ကိုခုန်တက်ပြီးထောင်ချောင်းစင်တာအစိတ်ခတ်တာမျိုးတွေပါပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒီဂိမ်းကြီးထဲမှာကာရီတာကိုလည်းကိုယ်စိတ်တိုင်းကြားဖန်တီးလို့ရမှာဖြစ်ပြီးတော့ Nora, Tandem, Utara ဒါမှမဟုတ် Ocean ဆိုတဲ့လူမျိုးစုတွေကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဒီဂိမ်းကြီးထဲမှာအသုံးပြုနိုင်မဲ့လက်နက်တွေကတော့ Dashi, ဓမြောင်းလေးတို့ကိုပါမြင်တွေ့ရနိုင်ပါတယ်။ဒီဂိမ်းကြီးထဲမှာကစားသမားချင်းချင်းတိုက်ခိုက်ရတာတက်စက်ရုပ်တွေကိုအတူတူဝိုင်းတက်ကြတာကိုဦးစားပေးရတဲ့ PvE ဂိမ်းတစ်ခုဖြစ်ပါတယ်။ဒီဂိမ်းလေးကိုဖန်တီးထားတဲ့ developer တွေကတော့ဒီဂိမ်းလေးထဲမှာAI နည်းပညာကိုအကြီးကျယ်အသုံးပြုထားတယ်လို့ဝန်ခံထားပါတယ်။ NPC တွေရဲ့စနစ်ကစလို့အမှုပညာနဲ့ coding ပိုင်းမှာပါ AI ကိုသုံးထားတာကြောင့်တချို့ကစားသမားတွေကတော့စိုးရိမ်စရာဖြစ်နေပါတယ်။ Sony ရဲ့ကိုပိုင် IP ဖြစ်ပေမဲ့ PS5 မှာမထွက်သေးတာကပြည်သက်တော်တော်များများကိုစိတ်ပျက်စေခဲ့ပါတယ်။ Free to play ဖြစ်တာကြောင့် Battle Pass နဲ့ Cosmetic လိုမျိုးရောင်းတာမျိုးတွေရှိလာနိုင်ပါတယ်။ဒါပေမဲ့ Pay to Win ဂိမ်းလိုမျိုးမဖြစ်အောင်စူးစမ်းမယ်လို့တော့ပြောထားပါတယ်။ဒီဂိမ်းလေးကထွက်ရှိလာခဲ့ရင်လည်း MMORPG ဂိမ်းထဲမှာတော်တော်လေးကိုနေရာယူမဲ့ဂိမ်းကောင်းလေးဖြစ်ပြီးတော့low end device တွေအတွက်ကတော့စောမရဖို့များပါတယ်။ဒီဂိမ်းလေးကမထွက်ရှိသေးတာဖြစ်တာကြောင့်ထွက်ရှိလာခဲ့ရင်လည်းဘယ်လိုပုံစံမျိုးဖြစ်အောင်မလဲဆိုတာကိုတော့အတိအကျမသိသေးပါဘူး။ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။